မင်္ဂလာပါ EV ကားရဲ့အကြောင်းပြောကြတဲ့အတိုင်း battery ကိစ္စကထိတ်ဆုံးကပဲเนาะဆိုတော့ဒီနေ့ဒီရှင်းလင်းတင်ဆက်မှုမှာ EV battery တွေရဲ့တင်အပူချိန်ကသူ့ပေါ်ဘယ်လိုတက်ရောက်လဲပြီးတော့အဲ့ဒီနောက်ွယ်မှာဘယ်လိုနည်းပညာတွေသုံးထားလဲဆိုတော့ကိုအတူတူလေ့လာကြည့်ကြရအောင်ကဲအများဆုံးကြားနေရတဲ့လူဒီအစိုးရင်ဆောင်ဖြစ်နေတဲ့မေခွန်းကြီးကိုတားမိလိုက်အောင် EV ကားဘက်ထရီတွေက9နှစ်လောက်ပဲခံတယ်ဆိုတာတကယ်ဟုတ်လားဒါက EV ကားဝယ်ဖို့စဉ်းစားနေတဲ့သူတိုင်းဒါမှမဟုတ် EV ကားကိုစိတ်ဝင်စားသူတိုင်းကြားဖို့နေကြစိုးရင်နေကြအချက်တစ်ခုပါကောင်းပါပြီဒါဆိုပထမဆုံးဒီအယူဆမားကြီးကိုအရင်ဆုံးရှင်းပြလိုက်ကြအောင်တတိယတန်းမှာအချက်လက်တွေကဘာကိုပြနေတယ်လဲဆိုတာကြည့်လိုက်ကြရတာပေါ့ဒီမှာကြည့်လိုက်ရင်အယူဆအမားနဲ့အဖြစ်မှန်ကိုရှင်းရှင်းလင်းလင်းခွဲမြင်နိုင်ပါအများစုထင်နေတာကဘက်ထရီက9နှစ်ပြည့်တာနဲ့ဖုန်းဘက်ထရီလိုမျိုးရုတ်တရက်ကြီးတည်သွားမယ်ပေါ့ဒါပေမဲ့တကယ်တော့မှကျတော့အဲ့လိုမဟုတ်ပါဘူးသူရဲ့စွမ်းဆောင်ရည်ကတဖြည်းဖြည်းချင်းပဲကျဆင်းလာတာပါအရေးကြီးဆုံးကဘာလဲဆိုတော့ကားထုတ်လုပ်သူတွေကဘက်ထရီကိုအနည်းဆုံး10နှစ်ဒါမှမဟုတ်ဒီထက်ပိုတဲ့အာမခံတွေပေးထားတယ်လေဒါကကိုသူတို့နီးပညာဘလောက်တာရှည်ခံလဲဆိုတာကိုတသေးပြနေတာပဲပေါ့ကဲဒါဆိုဘက်ထရီတွေရဲ့တက်တန်အမှန်တရားတာပါလေဘာလို့ဒီလောက်ကြာကြာခံနေရတာလဲဆိုတဲ့နောက်ခွဲကအကြောင်းရင်းတွေကိုနည်းနည်းလေးရှိုင်ချိလိုက်ကြစို့ဒီအချက်ကိုပိုရှင်းသွားအောင်ဥပမာလေးတစ်ခုနဲ့ပြောပြမယ်ဗျာ EV ဘက်ထရီဆိုတာလေမာရသွန်အပြေးသမားတစ်လောက်နဲ့တူတယ်လို့မြင်ကြည့်လိုက်ပါခရီးရှည်ကြီးကိုပြေးပြီးတဲ့ခါမှာတဖြည်းဖြည်းမောလာတယ်လို့ပဲဘက်ထရီရဲ့စွမ်းဆောင်ရည်ကလည်းအချိန်ကြာလာတာနဲ့အမျှတဖြည်းဖြည်းချင်းမဲ့လျော့သွားတာပါပန်းဝင်ခါနီးမှာရုတ်တရက်ကြီးလဲကျပါတာမျိုးလုံးဝမဟုတ်ပါဘူးဒီနေရာမှာနင်းတဲ့နည်းပညာစကားလုံးလေးတစ်ခုပြောเสียရှိတယ်ဒါပေမဲ့မခတ်ပါဘူးအဲ့ဒါကတော့ depth of discharge အတော့က DOD ပေါ့ဆိုတော့ကဘက်ထရီရဲ့ဘယ်လောက်ရခိုင်နှုန်းကိုတုံးလိုက်တယ်လဲဆိုတာကိုတိုင်းတာတာပါအများနဲ့ 100% အပြည့်သုံးပြီးမှအားပြန်သွင်းတာကဘက်ထရီကိုဖီးရအရင်များစေပါတယ်အဲ့ဒီစားဘက်ထရီကိုတစ်စိတ်တစ်ပိုင်းမှတုံးတစ်စိတ်တစ်ပိုင်းပဲအားသွင်းတာကသူ့ရဲ့တက်တန်းကိုတိတိကျကျရှည်စေနိုင်ပါတယ်အခုလေးတင်ပြောခဲ့တဲ့အချက်ကိုဒီဘားချမှာဆိုရင်ရှင်းရှင်းလင်းလင်းမြင်နိုင်မှာပါအားကို0ကနေ100အထိအမြဲအပြည့်သွင်းတဲ့အလေးချိန်ကဘက်ထရီရဲ့စုစုပေါင်းတက်တန်းကိုတိုးစေနိုင်ပြီးတော့ 20% နဲ့ 80% ကြားမှာပဲထိန်းသွင်းတဲ့ပုံစံကတက်တန်းကိုတိတိကျကျပိုရှည်စေပါတယ်ဒါကြောင့်မှန်ကန်တဲ့အားသွင်းအလေးအချိန်ကဘက်ထရီအတွက်ဘလောက်အရေးကြီးတယ်ဆိုတာထင်ရှားနေရပါ့ကဲအခုကျွန်တော်တို့အထီးကဇက်ကောင်ရှိကိုရောက်လာပါပြီဘက်ထရီတက်တန်းနဲ့စွမ်းဆောင်ရည်အတွက်တကယ်စင်ခေါ်မှုအကြီးကြီးကအချိန်မဟုတ်ပါဘူးအဲ့ဒါကတော့အဖို့ချိန်ပါဟုတ်ပါတယ်နဒီဂျာလာလာထက်ရာထူကျုကပိုအရေးကြီးပါတယ်အပူချိန်ဆိုတာ EV ဘက်ထရီရဲ့စွမ်းဆောင်ရည်နဲ့ကျန်းမာရေးကိုဆက်တောက်ရုံမှုအရှိဆုံးပင်ပချက်ပါပဲဒီတော့မတူညီရာဒီဥတွေဥမာ AR တို့ပူတာတို့ကဘက်ထရီကိုဘယ်လိုမျိုးတက်ရောက်မှုတွေရှိလဲဆိုတာကိုဆက်ကြည့်ကြရအောင်ရာဒီဥတုတစ်ခုချင်းစီမှာဒုဒုက္ခနဲ့တူရှိတယ်ဗျာအေးတဲ့ရာဒီဥတုမှာဆိုရင်ကားကဘက်ထရီကိုအနှွေးတက်ပေးဖို့စွမ်းရည်ကိုအသုံးပြုရတာကြောင့်ခနာတာမောင်းတဲ့မိုင်နှုန်းရော့ကျသွားတတ်တယ်လို့အားသွင်းတာဟင်ပိုကျတတ်ပါတယ်အပူချိန်ရမြင့်တဲ့ရာဒီဥတုမှာကျတော့ကားကဘက်ထရီကိုအေးပေးဖို့စွမ်းရည်ဖြင့်သုံးရပြီးဒီအပူကရေရှည်မှဘက်ထရီရဲ့ဓာတုဖွဲ့စည်းပုံကိုပုံမှန်ပျက်စီးစေနိုင်ပါတယ်အထူးသဖြင့်ကျွန်တော်တို့မြန်မာပြည်လိုမျိုးပတ်ဝန်းကျင်အပူချိန်မြင့်တဲ့ရာသီဥတုမျိုးမှာဆိုရင်ဒီအပူချိန်ကဘက်ထရီဆဲလ်တွေကဓာတုဖြစ်စဉ်တွေကိုပုံမြန်စေပြီးဘက်ထရီကိုမြန်တက်တန်းတိုးစေနိုင်ပါတယ်ဒါပေမဲ့လေဒါကစနစ်ကျမထိန်ချုပ်နိုင်မှတော့ဖြစ်တာနော်ကဲစိတ်မပူပါနဲ့ဒီအပူချိန်ပြဿနာကိုဖြေရှင်းဖို့အတွက်ကားထုတ်လုပ်ခဲ့သူတွေကအရန်မိုက်တဲ့ engineer နီးကိညာလေးထည့်ပေးထားပါတယ်အဲ့ဒီကြောင့်လေးဆက်ပြောကြရအောင်သူဘယ်လိုလုပ်လဲဆိုတော့အရန်စိတ်ဝင်စားဖို့ကောင်းတယ်thermal management system လို့ခေါ်တဲ့အပူချိန်ထိန်းချုပ်ရေးစနစ်ပေါ့ပထမဆုံးအနေနဲ့ကားထဲက sensor တွေကဘက်ထရီရဲ့အပူချိန်ကိုတစ်ချိန်လုံးစောင့်ကြည့်နေတယ်ပြီးတာနဲ့အရေးပေးစနစ်ကလိုအပ်တဲ့အပူကိုစုပ်ယူတာဖြန့်ဝေတာလုပ်ပေးတယ်ဒီစနစ်တစ်ခုလုံးကဘက်ထရီကိုလိုအပ်တဲ့လို့အပူပေးတာအရေးခံတာကိုအလိုလျောက်လှုပ်ဆောင်ပေးတော့နောက်ဆုံးရလဒ်ကတော့ဘက်ထရီကအကောင်းဆုံးလွတ်နိုင်တဲ့အပူချိန်မှာအမြဲတမ်းရှိနေပြီးစွမ်းဆောင်ရည်အမြင့်ဆုံးနဲ့တန်းအရှိဆုံးဖြစ်အောင်ကူညီပေးတာပေါ့ပြီးတော့လေ Kit My EV ကားတွေမှာဆိုရင်ဒီထက်တောင်ပိုအစစ်မြင့်တဲ့ heat pump ဆိုတဲ့နည်းပညာကိုပါသုံးလာကြပြီဒီနည်းပညာကဘက်ထရီကိုအပူပေးတာအိတ်ခင်တာတွေကိုစွမ်းရည်ကိုအကျအလွန်နှေးပြီးတော့အရန်ကိုထိထိရောက်လောက်ဆောင်ပေးနိုင်ပါတယ်ဒီတော့နောက်ဆုံးဒီနေ့ဒီမေကုန်းလေးနဲ့ဆုံးသတ်ချင်ပါတယ် EV ကားရဲ့နောက်ွယ်ကဒီလို engineer ပညာရဲ့တီကိုနားလည်လိုက်တဲ့ခါမှာဒီနည်းပညာအပေါ်ထားတဲ့ယုံကြည်မှုကပိုပြီးခိုင်မာလာနိုင်မလားအသိပညာကစွင့်မှုကိုကျော်လွှားနိုင်တယ်ဆိုတာအမှန်ပါပဲ